ဘဝဆိုတာရှိတန်တော့မကြောင်မကြအခက်ခဲများနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြတချို့ကရည်တွက်ထားကြမယ်ဒုက္ခပါမြေအနာဂတ်တွေလာဖို့တောင်းကိုစီကိုကြိုးစိုးကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးပေးခြင်းပေါ်တော့တကယ်ချင်းမဲပြောမပြည့်ခိစတော့လူဝဆိုတာဒီလိုပဲတခါတည်းကခဲများနဲ့တွေ့မယ်အနေရကြတဲ့မင်းတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြတချို့ကရည်တွက်ထားကြမယ်ဒုက္ခပါမြေလာကတွေ့လာဖို့တာဝန်ကိုစီကိုကြိုးစိုးကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးမပေးခြင်းပေါ်တော့